အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ grade 9သင်ရိုးသစ်သင်ချပါတဲ့ရက်ကိုသင်ကြားပေးမယ်ဒေါ်ရေးစနိုင်ကျော်ပဲဖြစ်ပါတယ်ဒီနေ့သင်ကြားပေးမယ်သင်ခန်းစာကအခန်းကအခရာပိုင်းကိန်းများသို့မဟုတ် rational ကိန်းသတ်များဖြစ်ပါတယ်ဒီသင်ခန်းစာမှာပါဝင်တာကတော့ 5.1 rational ကိန်းသတ်များ 5.2 rational ကိန်းသတ်များပေါင်းခြင်း 5.3 rational ကိန်းသတ်များနှုတ်ခြင်းလေ့ကျင့်ခန်း 5.1 5.2 5.3 တို့ပဲပါဝင်ပါတယ်ဒီသင်ခန်းစာလေးသင်ကြားတဲ့ရည်ရွယ်ချက်ကတော့ rational ကိန်းသတ်များနှင့်ယင်းတို့၏လုပ်ထုံးလုပ်နည်းများကိုလေ့လာသိရှိရန် rational ကိန်းသတ်များပေါင်းခြင်းနှုတ်ခြင်းမြောက်ခြင်းနှင့်စားခြင်းစသည့်လုပ်ထုံးလုပ်နည်းများကိုအသုံးပြု၍ပုံစံများကိုဖြည့်ရှင်းတတ်ရန်ရည်ရွယ်ပါတယ် 5.1 rational ကိန်းသတ်များP over Q, Q က0နဲ့မညီတဲ့ပုံစံရှိတဲ့ဖော်ပြချက်ကိုအခရာကိန်းသတ်သို့မဟုတ် rational ကိန်းသတ်လို့ခေါ်ပါတယ်။ဒီနေရာမှာဆိုရင် P နဲ့ Q တို့က polynomial ဖြစ်ကြပါတယ်။ဥပမာအနေနဲ့ဆိုရင် 2x minus 1 over 3x plus 1, x square minus x plus 1 over x square minus 1, 2y plus 3y square plus 1 over 4 minus y plus y square တို့က rational ကိန်းသတ်တွေဖြစ်ကြပါတယ်။ဥပမာတစ် rational ကိန်းသတ်ကို6x square plus 5 minus 4 over 3x square plus 19x plus 20အရှင်းဆုံးပုံစံလို့ပြောင်းခိုင်းထားပါတယ်။ 6x square plus 5 minus 4 over 3x square plus 19x plus 20ကိုအရှင်းဆုံးပုံစံပြောင်းဖို့ဆိုရင် 6x square plus 5 minus 4ကဘယ်ကိန်းလေးမြှောက်ထားလဲဆိုတာကိုရှာပေးရမယ်။အဲ့လိုပဲ 3x square plus 19x plus 20ဆိုတာလည်းဘယ်ကိန်းလေးမြှောက်လဲဆိုတာကိုရှာပေးရမယ်။ဒါဆို 6x square plus 5 minus 4ဆိုတာကိုဒီချက်တို့စာခွဲကိန်းခွဲလိုက်တဲ့အခါမှာ 3x plus 4နဲ့ 2x minus 1ဆိုပြီးတော့ရရဲ။အဲ့လိုပဲ 3x square plus 19x plus 20ကဘယ်ကိန်းလေးမြှောက်ထားလဲဆိုတာသိချင်းစာခွဲကိန်းခွဲလိုက်တဲ့အခါမှာ 3x plus 4နဲ့ x plus 5ဆိုပြီးတော့ရရဲ။ဒါဆိုရင်ဒီချက်တို့က 3x plus 4နဲ့ 3x plus 4ကိုကျင်းပေးလိုက်တဲ့အခါမှာအဖြေက 2x minus 1 over x plus 5ဆိုပြီးတော့ရပါတယ်။လေ့ကျင့်ခန်း 5.1 နံပါတ်1အောက်ပါတို့ကိုရှင်းဆုံးပုံစံပြောင်းပါနံပါတ်9မှာမေးထားတာက 6x square minus 24a plus 24 over 6x square minus 24ဒါကိုရှင်းဆုံးပုံစံပြောင်းပေးရပါမယ်ဒီမှာဆိုရင်ပိုင်းဝေးမှာရောပိုင်းချီမှာရော6တွေပါနေတဲ့အတွက်ကြောင့်မလို့ဒီချက်တို့က6ကိုပုံထုတ်လိုက်ပါမယ်ဒါဆိုရင်အပေါ်မှာက a square minus 4a plus 4ကျန်မယ်ပိုင်းချီမှာတော့ a square minus 4ဆိုပြီးတော့ကျန်မယ်ဒါဆို a square minus 4a plus 4ကိုဒီချက်တို့ကစာခွဲကိန်းခွဲပေးရမယ် a square minus 4ကိုလည်းစာခွဲကိန်းခွဲပေးရမယ်ပိုင်းဝန်းမှာရှိတဲ့ a square minus 4a plus 4စာခွဲကိန်းခွဲလိုက်တဲ့အခါမှာ 6a minus 2နှစ်ခါမြောက်ထားရင်ဆိုပြီးတော့ရပါတယ်ပိုင်းချီမှာရှိတဲ့ a square minus 4မှာကျတော့4ဆိုတာ2 square ပါa square minus 2 square ဆိုတာနှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်တို့က a plus 2နဲ့ a minus 2ဆိုပြီးတော့ပြန်ခွဲပေးလိုက်ပါမယ်။ဒါဆိုရင်ဒီမှာဒီချက်တို့က6နဲ့6နဲ့ကကျေသွားပြီ a minus 2နဲ့ a minus 2နဲ့ကလည်းကျင်းလို့ရပါပြီ။ဒါဆိုရင် a minus 2 over a plus 2ဆိုပြီးတော့အဖြေရပါရဲ့နော်။နံပါတ်5ပုံစံလေးကိုလေ့လာအောင်နော်နံပါတ်5ပုံစံမှာဆိုရင် x square minus y square over x minus y တကွင်း x plus y တကွင်းဆိုပြီးတော့ပေးထားပါတယ်ဒါဆိုရင် x square minus y square ဆိုတာဘယ်စာခွဲကိန်းတွေခွဲထားရလဲဆိုတာကိုဒီချက်တို့ကပြန်ပြီးတော့ရှင်းလိုက်တဲ့အခါမှာနှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ x minus y တကွင်း x plus y တကွင်းဆိုပြီးတော့ရပါတယ်ဒါဆိုရင် x minus y နဲ့ x minus y နဲ့ခြေွားတဲ့အခါမှာဒီမှာလဲ x plus y နဲ့ x plus y နဲ့ထပ်ပြီးတော့ကျင်းလို့ရပါတယ်ဒါဆိုကျင်းလိုက်တဲ့အခါမှာအဖြေကဘယ်လောက်ရလဲဆိုတော့1ရပါတယ်နံပါတ်စလိန်ပုံစံလေးကိုကြည့်ရအောင်နော်နံပါတ်စလိန်မှာဆိုရင် 3xy plus 36y minus 5x minus 60 over 2x square minus 288ဆိုပြီးတော့ပေးထားပါတယ်ဒါဆိုရင်ဒီချက်တို့က 3y နေပါနေတဲ့အတွက်ကြောင့်မို့ 3y ကိုပုံထုတ်လိုက်တော့ 3y ကိုပုံထုတ်ရင် x plus 12ဆိုပြီးတော့ကျန်တယ်အဲ့လိုပဲ minus 5x နဲ့ minus 60မှာ minus 5တွေပါနေတဲ့အတွက်ကြောင့် minus 5ကိုပုံထုတ်လိုက်ရင် x plus 12ဆိုပြီးတော့ကျန်ပါတယ် minus ပုံထုတ်တဲ့အတွက်ကြောင့်မလို့လက္ခဏာကိုတစ်ခါလေးပြောင်းပြရပါမယ်နော်အဲ့လိုပဲပိုင်းချီမှာဆိုရင် 2x square minus 288ကိုကြည့်လိုက်တဲ့အခါမှာနှစ်ဖက်လုံးမှာ2ပါနေတဲ့အတွက်ကြောင့်2ကိုပုံထုတ်လိုက်တဲ့အခါမှာ x square minus 144ဆိုပြီးတော့ကျန်ပါတယ်ဒါဆိုရင်ဒီချက်တို့ကနှစ်ဖက်လုံးမှာ x plus 12တွေပါနေတဲ့အတွက်ကြောင့်မလို့ x plus 12ကိုပုံထုတ်လိုက်မယ်ဆိုရင် 3y minus 5ဆိုပြီးတော့ကျန်ပါတယ်အောက်မှာကတော့144ကိုဒီချက်တို့က12 square ဆိုပြီးတော့ပုံစံပြောင်းလိုက်ပါမယ်နော်ဒါဆိုရင် x square minus 12 square ဆိုတာကြတော့နှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ x plus 12တကွင်း x minus 12တကွင်းဆိုပြီးတော့ခွဲသွားပါမယ်
ဒါဆိုရင် x plus 12 x plus 12ကကျင်းလို့ရတဲ့အတွက်ကြောင့်ကျင်းပြလိုက်မယ်ဆိုရင်ပိုင်းဝေမှာကတော့ 3y minus 5ဆိုပြီးတော့ကျန်ပါမယ်ပိုင်းချိန်မှာကျတော့2ကနှစ်ခုလုံးမှာဝင်မြောက်လိုက်တဲ့အခါမှာ 2x minus 24ဆိုပြီးတော့ကျန်ပါမယ်ဒါကြောင့်မို့ဖြစ်ရ 3y minus 5 over 2x minus 24ဆိုပြီးတော့ရပါမယ်เนาะနံပါတ်3ပိုင်းဝေနဲ့ပိုင်းခြေတို့သည်အဆင့်3ရှိသော polynomial များဖြစ်ပြီးပိုင်းဝေသည်ပိုင်းခြေ5စားဖြစ်သော rational ကိန်းတန်းကိုရေးခိုင်းတာပါ။ဒီနေရာမှာဆိုရင်အဆင့်3ရှိတဲ့ polynomial ရေးတဲ့နေရာမှာကိုကြိုက်တဲ့မြောက်ဖော်ကိန်းတွေကိုထည့်ပေးလို့ရပါတယ်။ဒါပေမဲ့ပိုင်းဝေကပိုင်းခြေ5စားတော့ဖြစ်ရပါမယ်နော်။ဒါဆိုရင် rational ကိန်းတန်းတစ်ခုက 5x cubed plus 10x squared plus 15x over x cubed plus 2x squared plus 3x ပဲဖြစ်ပါတယ်နော်။ပုံစံတူလေ့ကျင့်ခန်း 5.1 မှာကျန်တဲ့ပုံစံကိုတွက်ကြည့်ပါမယ်နော် 5.2 rational ကိန်းသန်းများပေါင်းခြင်း a b c နဲ့ d တို့သည် polynomial များဖြစ်ပြီး b က0နဲ့မညီဘူး d ကလည်း0နဲ့မညီဘူးဆိုရင်ဒီ polynomial ကိုပေါင်းတဲ့အခါကျရင် rational ကိန်းတွေကိုပေါင်းတဲ့အခါ a over b plus c over d equal to a multiply by d plus c multiply by b over b multiply by d ဆိုပြီးတော့တွက်ရပါမယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ပိုင်းခြေတွေညှိပြီးတော့တွက်ရမယ်ပုံစံပဲဖြစ်ပါတယ်။ဥပမာတစ် rational ကိန်းတန်း 5 minus 1 over 5 plus 1နဲ့ 2x plus 1 over 1 minus 2x တို့ကိုပေါင်းခိုင်းတာပါ။ဒါဆိုရင် 5 minus 1 over 5 plus 1 plus 2x plus 1 over 1 minus 2x မှာဆိုရင်ပိုင်းခြေမှာရှိတဲ့ polynomial ရမတူကြပါဘူးဒါဆိုရင် 5x plus 1နဲ့ 1 minus 2x ကိုပိုင်းခြေညှိဖို့ဆိုရင်ဒီ 5x plus 1ကို 1 minus 2x နဲ့မြှောက်ပြီးတော့ 1 minus 2x ကို 5 plus 1နဲ့ပြန်မြှောက်ရပါမယ်ဒါဆိုရင်ပိုင်းခြေမှာမြှောက်ရင်ပိုင်းဝေမှာပဲမြှောက်မယ်ဆိုတဲ့အတွက်ကြောင့်ဒီချေတို့ကပိုင်းခြေညှိပြီးတော့ရေးလိုက်တဲ့အခါမှာ5 minus 1 multiply by 1 minus 2x plus 2x plus 1 multiply by 5x minus 1 over 5 plus 1 multiply by 1 minus 2x ဆိုပြီးတော့ရပါတယ်ဒါဆိုဒီချေတို့ကဝင်မြောက်လိုက်ပါမယ်နော်ဝင်မြောက်လိုက်မယ်ဆိုရင်5 minus 10x squared minus 1 plus 2x plus 10x squared plus 2x plus 5 plus 1 over 5 minus 10x squared plus 1 minus 2x ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချေတို့ဒီမှာကခြေလို့ရတဲ့ဟာရှိရင်ခြေပေးရပါမယ်နော်။ minus 10x squared နဲ့ plus 10x squared ကခြေလို့ရပါတယ်။ minus 1နဲ့ plus 1နဲ့လည်းခြေလို့ရပါတယ်။ဒါဆိုရင်ကျန်ခဲ့တာက 5x ရဲ့ 2x ရဲ့ 2x ရဲ့ 5x ရဲ့ဆိုတဲ့အတွက်ကြောင့်ဒီချက်တို့ကပေါင်းလိုက်တဲ့အခါကျရင်ပေါ်မှာပိုင်းဝေမှာကတော့ 14x ရရယ်ပိုင်းချိန်မှာကျတော့ minus 10x squared plus 3x plus 1ဆိုပြီးတော့ရပါမယ်နော်။ဥပမာနဲ့ 2y plus y squared minus 1 over 1 minus y plus 2y minus 3y squared over 1 plus y ကိုရှင်းရပါမယ်။ဒါဆိုရင်ဒီချက်တို့ကပိုင်းခြေကိုအရင်ညှိပေးရပါမယ်။ပိုင်းခြေမှာက1 minus y နဲ့ 1 plus y ဆိုပြီးဖြစ်တဲ့အတွက်ကြောင့်1 minus y ကို1 plus y နဲ့မြှောက်ပြီးတော့1 plus y ကို1 minus y နဲ့ပြန်မြှောက်ပါမယ်။ပိုင်းခြေမှာမြှောက်ရင်ပိုင်းဝေမှာပဲလိုက်မြှောက်ပါမယ်။ဒါဆိုရင်ပိုင်းခြေညှိပြီးတော့ရေးလိုက်တဲ့အခါမှာဆိုရင် 2y plus y squared minus 1 multiply by 1 plus y ဆိုပြီးတော့ရရယ် plus 2y minus 3y squared multiply by 1 minus y ဆိုပြီးတော့ရရယ်ပိုင်းဝေခြေမှာကြတော့1 minus y တခွင်1 plus y တခွင်ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချေတို့က 2y plus y squared minus 1 1 plus y နဲ့တစ်ခါမြှောက်မယ်။ 2y minus 3y squared ကို1 minus y နဲ့တစ်ခါမြှောက်မယ်။ပိုင်းခြေမှာတော့1 minus y နဲ့1 plus y နဲ့မြှောက်မယ်။မြှောက်တဲ့အခါကျတော့ရလာတဲ့ဖြေရ 2y plus 2y squared plus y squared plus y cube minus 1 minus y plus 2y minus 2y squared minus 3y squared plus 3y cube over ပိုင်းခြေမှာကျတော့အပေါင်းတစ်ခွင်းအနှုတ်ကူတစ်ခွင်းဖြစ်နေဆိုတာနှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့1 minus y squared ဆိုပြီးတော့ရပါမယ်ဒီမှာလည်းဒီချေတို့ကကျင်းလို့ရတဲ့ဟာရှိရင်ကျင်းပေးပါမယ်နော်ဒီမှာ plus 2y squared နဲ့ minus 2y squared နဲ့ကျင်းပေးလို့ရတယ်ဒါဆိုကျန်တာကကြတော့ 4y cube minus 2y squared plus 3y minus 1 over 1 minus y squared ဆိုပြီးတော့ကျန်ပါတယ်နော်ဥပမာ3 1 over 1 minus root 2x plus 1 over 1 plus root 2x ကိုရှင်းပြရပါမယ်။ဒါဆိုရင်1 over 1 minus root 2x plus 1 over 1 plus root 2x မှာဆိုပိုင်းခြေမညီတဲ့အတွက်ကြောင့်မလို့1 minus root 2x ကို1 plus root 2x နဲ့မြှောက်ပေးရမယ်။1 plus root 2x ကိုကြတော့1 minus root 2x နဲ့မြှောက်ပေးရမယ်။
ပိုင်းကြီးကိုမျှရင်ပိုင်းဝေပါမျှရပါမယ်ဒါဆိုပိုင်းကြီးညှိပြီးတော့ဒီချက်လို့ရေးလိုက်တဲ့အခါမှာ1 plus root 2x plus 1 minus root 2x over 1 minus root 2x 1 plus root 2x ဆိုပြီးတော့ရပါတယ်ဒါဆို root 2x နဲ့ root 2x ကခြေလိုက်ပါမယ်ဒါဆိုရင်ပိုင်းဝေမှာကတော့2ကျန်ပါမယ်ပိုင်းချိန်မှာကျတော့1 minus root 2x နဲ့1 plus root 2x မြှောက်ထားရဲဆိုတာကအပေါင်းတစ်ခွင်းနှုတ်တစ်ခွင်းထွက်နေတဲ့အတွက်ကြောင့်မလို့နှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားရပါနှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားဆိုတဲ့အတွက်ကြောင့်မလို့ပိုင်းချိန်မှာက1 square minus root 2x the whole square ဆိုပြီးတော့ရပါမယ်เนาะပိုင်းဝေမှာကျတော့1နဲ့1နဲ့ပေါင်းတာ2ဒါဆိုရင်2 over 1 minus root 2x the whole square ရပါတယ် root 2x the whole square က root 2 square နဲ့ x square နဲ့ root 2 square ကကျတော့2ရရဲဒါကြောင့်မို့အဖြေက2 over 1 minus 2x square ဆိုပြီးတော့ရပါတယ်เนาะလေ့ကျင့်ခန်း 5.2 နံပါတ်1အောက်ပါတို့ကိုရှင်းပါနံပါတ်5 k square plus k over k square minus 9 plus k minus 3 over k square minus 9 k square minus 9နဲ့ k square minus 9နဲ့ပိုင်းခြေတူနေတဲ့အတွက်ကြောင့်ဒီချက်တို့တစ်ခါတည်းပေါင်းလိုက်လို့ရရယ်เนาะဒါဆိုတစ်ခါတည်းပေါင်းလိုက်တဲ့အခါမှာ k square plus k plus k minus 3 over k square minus 9ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချက်တို့က k နဲ့ k တွေကပေါင်းလို့ရတဲ့အတွက်ကြောင့်ပေါင်းပြီးလိုက်တဲ့အခါမှာဆိုရင် k square plus 2k minus 3 over k square minus 9နေရာမှာ3 square ဆိုပြီးတော့ပြောင်းလိုက်ပါမယ်။ဒါဆိုရင် k square plus 2k minus 3ဆိုတာဘယ်ကိန်းတွေမြောက်ထားလဲဆိုတာဒီချက်တော့စာခိုင်းခွဲလိုက်ပါမယ်။အဲ့လိုပဲ k square minus 3 square ကကြတော့နှစ်သက်ကိန်းနှစ်ခုနှုတ်ထားဆိုတဲ့အတွက်ကြောင့်အပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းနဲ့ခွဲပေးရပါမယ်နော်။ဒါဆို k square plus 2k minus 3က k plus 3တစ်ခွင်း k minus 1တစ်ခွင်းရပြီးတော့ k square minus 3 square ကကြတော့ k minus 3တစ်ခွင်း k plus 3တစ်ခွင်းဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချက်တို့ကကျင်းစရာရှိရာကိုကျင်းပေးလိုက်ပါမယ်။ရှင်းလိုက်တဲ့အခါမှာရလာတဲ့ဖြေက k minus 1 over k minus 3ဆိုပြီးတော့ရပါတယ်เนาะနံပါတ်2အောက်ပါတို့ကိုရှင်းပါထားဝင်ပေးမှာဆိုရင် 3z minus 4 over z square minus z minus 20 plus 2 over z minus 5ကိုရှာခိုင်းထားပါတယ်ဒီနေရာမှာဆိုရင်ဒီချက်တို့က z square minus z minus 20ကိုဘယ်ကိန်းတွေမြောက်ထားလဲဆိုတော့အရင်စခွဲကိန်းပြန်ခွဲပေးရပါမယ်ဒါဆိုရင် 3z minus 4 over z square minus z minus 20ကကျတော့ z minus 5တကွင်း z plus 4တကွင်းမြောက်ထားရပါဒါဆိုဒီချက်တို့ကပိုင်းချင်ညှိပေးရပါမယ်เนาะဒီဘက်ချမ်းမှာကျတော့ z minus 5ပဲရှိတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကပိုင်းချင်ညီအောင်လို့ z plus 4နဲ့မြောက်ရပါမယ်ပိုင်းချင်ကို z plus 4နဲ့မြောက်ရင်ပိုင်းဝေကိုလည်း z plus 4နဲ့မြောက်ပေးရပါမယ်ဒါဆိုပိုင်းချင်ညှိပြီးတော့ရေးလိုက်တဲ့အခါမှာ 3z minus 4 plus 2 multiply by z plus 4 over z minus 5 z plus 4ဆိုပြီးတော့ရပါတယ်ဒါဆိုရင်ဒီချက်တို့က2ကို z plus 4နဲ့ဝင်မြောက်ပါမယ်ဒါဆိုရင် 3z minus 4 plus 2z plus 8 over z minus 5 z plus 4ဆိုပြီးတော့ရပါတယ်ဒီမှာဆိုရင်ဒီချက်တို့ကရှင်းလိုက်တဲ့အခါမှာ 3z minus 4 plus 2z plus 8 over z minus 5နဲ့ z plus 4နဲ့မြောက်တာကြတော့ z square plus z minus 20ဆိုပြီးတော့ရရဲဒါဆိုရင် 3z နဲ့ 2z နဲ့ပေါင်းလိုက်တော့ 5z minus 4နဲ့ plus 8ကကြတော့အပေါင်းနဲ့နှုတ်လက္ခဏာမတူနှုတ်လိုက်တဲ့အခါမှာ4 8ကကြီးနေတဲ့အတွက်ကြောင့်အပေါင်းလက္ခဏာရေးမယ်ဒါဆိုရင် 5z plus 4 over z square plus z minus 20ဆိုတဲ့အဖြေလေးရပါတယ်เนาะပုံစံတူလေ့ကျင့်ခန်း 5.2 မှာကျွန်တော်ပုတ်စာများကိုတက်ကြည့်ပါမယ်เนาะ5.3 rational ကိန်းသန်းများနှုတ်ခြင်း rational ကိန်းတစ်ခုကိုပေးထားသော rational ကိန်းတစ်ခုတွင်ထည့်ပေါင်းတော့တုံညရရင်ဒီ rational ကိန်းသန်းက parent rational ကိန်းသန်းရဲ့အပေါင်းပြောင်းပြန် additive inverse ဖြစ်ပါတယ်ဥပမာ x plus 1 over x minus 1 plus minus x plus 1 over x minus 1ကိုပေါင်းခိုင်းထားပါတယ်ဒါဆိုရင်အနောက်မှာရှိတဲ့ minus x plus 1 over x minus 1မှာအနှုတ်ပါနေတဲ့အတွက်ကြောင့်မလို့ဒီချက်တော့အနှုတ်ကိုဖျောက်ချင်တယ်ဆိုရင်ပိုင်းဝေမှာရှိတဲ့ကိန်းတွေကိုလက္ခဏာပြောင်းပေးရပါမယ်ဒါဆိုရင် x plus 1 over x minus 1 plus minus x minus 1 over x minus 1ဆိုပြီးတော့ရပါပါတယ်ပိုင်းခြေတူနေတဲ့အတွက်ကြောင့်မလို့တခါတည်းဒီချက်တော့ကပိုင်းဝေမှာပေါင်းပေးလိုက်တဲ့အခါမှာ x plus 1 minus x minus 1 over x minus 1ဆိုပြီးရရဲဒါဆိုရင် x နဲ့ minus x နဲ့ကြည့်ရ1နဲ့ minus 1နဲ့ကလည်းကြည့်တဲ့အခါမှာ0ရရဲပိုင်းခြေမှာတော့ x minus 1ဒါဆို0 over x minus 1ဆိုတာ0နဲ့ညီပါရဲ့ p over q က rational ကိန်းတစ်ခုဖြစ်ပဲဆိုရင် p over q ရဲ့အပေါင်းပြောင်းပြန်သည် minus p over q ပဲဖြစ်ပါရဲ့ a over b နဲ့ c over d တို့ဒီ rational ကိန်းသန်းများဖြစ်ပြီး b ကလည်း0နဲ့မညီဘူး d ကလည်း0နဲ့မညီဘူးဆိုရင် a over b ထဲကနေ c over d ကိုနှုတ်မယ်ဆိုရင်a over b plus c over d ကိုသူ့အပေါင်းပြောင်းပြန်ကိန်းနဲ့ပြန်ပေါင်းပေးလိုက်ရင်အပေါင်းပြောင်းပြန်ကိန်းက c over d ရဲ့အပေါင်းပြောင်းပြန်ကိန်းက minus c over d ဒါဆိုရင် minus c over d ပေါင်းထည့်ပေးလိုက်တာနဲ့တူတူပါပဲ
ဒါဆိုဒီချက်တို့ကပိုင်းချိန်ညှိပြီးတော့ရှင်းတဲ့အခါမှာဆိုရင် BOD နဲ့မြှောက်မယ်ဆိုရင်ပိုင်းဝေမှာလည်း D နဲ့မြှောက်ပေးရမယ်အဲ့လိုပဲပိုင်းချိန်မှာရှိတဲ့ D ကို C နဲ့မြှောက်ရင်ပိုင်းဝေမှာလည်း C နဲ့မြှောက်ပေးရပါမယ်ဒါဆို A multiply by D plus minus C multiply by B over BD ဆိုပြီးတော့ရပါတယ်ဒါဆို A multiply by D minus ကိုပြန်ထုတ်လိုက်တော့မယ်ဆိုရင် C multiply by B over BD ဆိုပြီးတော့ရပါတယ်A B C နဲ့ D တို့ဒီ polynomial ဖြစ်ပြီးတော့ B က0နဲ့မညီဘူး D ကလည်း0နဲ့မညီဘူးဆိုရင် A over B minus C over D ဆိုတာ A multiply by D minus C multiply by B over B multiply by D နဲ့ညီပါတယ်။တနည်းအားဖြင့်ဆိုရမယ်ဆိုရင်ပိုင်းခြေညှိပြီးတော့နှုတ်ပေးရတာလည်းတူတူပဲဖြစ်ပါတယ်။ဥပမာတစ် rational ကိန်းတန် x minus y over x plus 1မှာ rational ကိန်းတန် x plus 1 over x minus 1ကိုနှုတ်ရပါမယ်။ဒါဆိုရင် x minus 1 over x plus 1 minus x plus 1 over x minus 1မှာဆိုရင်ပိုင်းခြေမညီတဲ့အတွက်ကြောင့်ပိုင်းခြေညှိပေးရပါမယ် x plus 1ကို x minus 1နဲ့မြှောက်ပြီး x minus 1ကို x plus 1နဲ့မြှောက်ပေးရပါမယ်ဒါဆိုရင်ပိုင်းဝေမှာလည်းလိုက်မြှောက်ပြီးတော့ပိုင်းခြေညှိလိုက်တဲ့အခါကျရင် x minus 1 x minus 1 minus x plus 1 multiply by x plus 1 over x plus 1 multiply by x minus 1ဆိုပြီးတော့ရပါတယ် x minus 1နဲ့ x minus 1နဲ့မြှောက်တဲ့အခါမှာx square minus 2x plus 1ရပါတယ် x plus 1နဲ့ x plus 1နဲ့မြှောက်တဲ့အခါမှာ x square minus 2x plus 1ရပါတယ်ဒါဆိုရင်လယ်မာက minus ရှိနေတဲ့အတွက်ကြောင့်မလို့ခွင်းဖြန့်ချလိုက်တဲ့အခါမှာအနောက်ကခွင်းကိုလက္ခဏာကြီးပြောင်းပေးရပါမယ်ဒါဆိုရင် x square minus 2x plus 1 minus x square minus 2x minus 1 over x plus 1နဲ့ x minus 1ကအပေါင်းတစ်ခွင်းအနှုတ်တစ်ခွင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့နှစ်ထပ်ကိန်းနှစ်ခုနှုတ်ထားပါဒါဆိုရင်ပုံစံပြောင်းရေးတဲ့အခါမှာ x square minus 1ဆိုပြီးတော့ရပါတယ်ဒါဆိုဒီမှာ teacher တို့ကခြေလို့ရရရေးကိုခြေပေးလိုက်ရပါမယ်เนาะဒါဆို x square နဲ့ minus x square နဲ့ခြေသွားမယ် plus 1နဲ့ minus 1ခြေပေးသွားမယ်ဒါဆိုရင်ရလာတဲ့အဖြေက minus 4x over x square minus 1ဆိုပြီးတော့ရပါတယ်เนาะဥပမာ2 4y minus y square plus 1 over 1 minus y minus 2y plus y square minus 1 over 2 plus y ကိုရှင်းပြရပါမယ်ဒီမှာဆိုရင် 4y minus y square plus 1 over 1 minus y နဲ့2y plus y square minus 1 over 2 plus y ကပိုင်းခြေမညီတဲ့အတွက်ကြောင့်ပိုင်းခြေညှိပေးရမယ်ဒါဆို1 minus y ကို2 plus y နဲ့မြှောက်မယ်2 plus y ကို1 minus y နဲ့မြှောက်မယ်ပိုင်းခြေညှိရဖြစ်တဲ့အတွက်ကြောင့်မလို့ပိုင်းခြေမှာပဲမြှောက်ရုံတည်းမကဘူးပိုင်းဝေးမှာပါလည်းမြှောက်ပြီးတော့ပိုင်းခြေညှိပေးလိုက်တဲ့အခါမှာ 4y minus y square plus 1 multiply by 2 plus y minus 2y plus y square minus 1 multiply by 1 minus y over 1 minus y multiply by 2 plus y ဆိုပြီးတော့ရပါတယ်ဒါဆိုရင် 4y minus y square plus 1 multiply by 2 plus y ကိုမြှောက်ပေးလိုက်ပါမယ်ပြီးရင် 2y plus y square minus 1ကို1 minus y နဲ့မြှောက်ပေးလိုက်မယ်1 minus y နဲ့2 plus y နဲ့ကိုမြှောက်ပေးမယ်ဒါဆိုရင်ဒီချက်တို့ကမြှောက်လိုက်တဲ့အခါမှာ 8y plus 4y square minus 2y square minus y2 plus 2 plus y minus 2y minus 2y square plus y square minus y2 minus 1 plus y over 2 plus y minus 2y minus y square ဆိုပြီးတော့ရရဲ့ဒီမှာဆိုရင်ဒီချက်တို့ကခွင်းရှိမှာအနှုတ်လက္ခဏာရှိနေတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကအထက်ကခွင်းထဲကကိန်းတွေကိုလက္ခဏာပြောင်းပေးမယ်เนาะဒါဆိုရင်လက္ခဏာပြောင်းပြီးတော့ရေးလိုက်ပါမယ်ဒီမှာဆိုရင်ဒီချက်တို့ကခြေစရာရှိရာကိုခြေပေးလိုက်ပါမယ် minus 2y square နဲ့ plus 2y square နဲ့ခြေမယ် minus y2 နဲ့ plus y2 နဲ့ခြေမယ် plus y နဲ့ minus y နဲ့ခြေပါမယ်ဒါဆိုရင်ဒီချက်တို့ရှင်းပြီးတော့ရလာတဲ့အဖြေက 3y square plus 7y plus 3 over 2 minus y minus y square ဆိုပြီးတော့ရပါတယ်เนาะလေ့ကျင့်ခန်း 5.3 အောက်ပါတို့ရှင်းပါ number 9 x minus 7 over x square minus 16 minus x minus 1 over 16 minus x squareဒါဆိုရင်ဒီချက်တော့ဒီ 16 minus x square ကို x square minus 16ဖြစ်အောင်လို့ minus 1 ကိုပုံထုတ်လိုက်ပါမယ်ဒါဆိုရင်ဒီချက်အပေါ်က x minus 1ကိုလည်း minus 1 ပုံထုတ်လိုက်မယ်ပုံထုတ်လိုက်တဲ့အခါမှာရလာတာက x minus 7 over x square minus 16 minus x plus 1 over minus x square minus 16ဆိုပြီးရတယ်ဒီမှာဆိုရင်ဒီချက်တို့က minus 1နဲ့ minus 1နဲ့ကချင်းပေးလိုက်ပါမယ်ပြီးရင်တော့ပိုင်းခြေညီနေတဲ့အတွက်ကြောင့်မလို့ဒီချက်တို့ကတခါတည်းပေါင်းပေးလိုက်ပါမယ်เนาะဒါဆိုရလာတာက x minus 7 minus x plus 1 over x square minus 16ဆိုပြီးတော့ရပါတယ်ဒီမှာဆိုရင်အနှုတ်လက္ခဏာကခွင်းရှိမှရှိနေတဲ့အတွက်ကြောင့်မလို့ဒီချက်တို့လက္ခဏာပြောင်းပြီးပြန်ရေးလိုက်တဲ့အခါမှာ x minus 7 plus x minus 1 over x square minus 16ဆိုပြီးတော့ရပါတယ်
ဒါဆို x နဲ့ x နဲ့ပေါင်းတာက 2x minus 7နဲ့ minus 1နဲ့ပေါင်းတာက minus 8ဒါဆိုရလာတဲ့ဖြေက 2x minus 8 over x square minus 16ဆိုပြီးတော့ရပါတယ်နော်လေ့ကျင့်ခန်း 5.3 အောက်ပါတို့ကိုရှင်းပါနံပါတ်7ပုံစံလေးဒီချက်လို့တက်ကြည့်ကြအောင်နော်2 over a square minus 9 minus 2 over a square minus 1 plus 2 over a square minus 2a minus 3ကိုရှင်းခိုင်းထားပါတယ်ဒီချက်လို့ပိုင်းဝင်မှာ2တွေပဲဖြစ်နေတဲ့အတွက်ကြောင့်2ကိုပုံထုတ်လိုက်ပါမယ်နော်ဒါဆိုရင်ရလာတာက2 multiply by 1 over a square minus 9 minus 1 over a square minus 1 plus 1 over a square minus 2a minus 3ဆိုပြီးတော့ရပါတယ်ဒါဆိုဒီချက်တို့ကပိုင်းကြီးကိုညှိဖို့အတွက်ကိုa square minus 9ဆိုတာဘယ်ကိန်းတွေမြောက်ထားလဲ a square minus 1ကဘယ်ကိန်းတွေမြောက်ထားလဲ a square minus 2 minus 3ကဘယ်ကိန်းတွေမြောက်ထားလဲဆိုပြီးတော့ခွဲခြားပါမယ်ဒါဆိုရင် a square minus 9က a minus 3နဲ့ a plus 3မြောက်ထားတာ a square minus 1ကြောင့် a minus 1 a plus 1မြောက်ထားတာ a square minus 2 a minus 3ကြောင့် a minus 3 a plus 1မြောက်ထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ပိုင်းချိန်ညှိဖို့အတွက်ဆိုရင် a minus 3 a plus 3ရကြတော့ a minus 1 a plus 1နဲ့ညှိပေးရမယ် a minus 1 a plus 1ကြတော့ a minus 3 a plus 3နဲ့ညှိပေးရမယ် a minus 3 a plus 1ကြတော့ a plus 3 a minus 1နဲ့ညှိပေးရပါမယ်ဒါဆိုရင်ပိုင်းချိန်တွေမှာလိုက်မြောက်တဲ့အခါပိုင်းဝင်မှာလည်းမြောက်ပြီးတော့ပိုင်းချိန်ညှိလိုက်တဲ့အခါမှာ2 multiply by a minus 1 a plus 1 minus a minus 3 a plus 3 plus a plus 3 a minus 1 over a minus 3 a plus 3 a plus 1 a minus 1ကိုမြောက်ထားတဲ့အဖြေပဲရပါတယ်ဒါဆိုရင် a minus 1နဲ့ a plus 1ကိုရှင်းပေးမယ် a minus 3နဲ့ a plus 3လည်းရှင်းမယ် a plus 3နဲ့ a minus 1လည်းရှင်းမယ်a minus 3နဲ့ a plus 3 a plus 1 a minus 1တွေရှင်းပေးမယ်ရှင်းတဲ့အခါကျ a minus 1နဲ့ a plus 1မြောက်တဲ့အဖြေက a square minus 1အဲ့လိုပဲ a minus 3နဲ့ a plus 3မြောက်တဲ့အခါမှာ a square minus 9ဒါပေမဲ့ကွင်းရဲ့ရှင်းမှာအနှုတ်လက္ခဏာရှိနေတဲ့အတွက်ကြောင့်ဒီချက်ကွင်းခတ်ထားလိုက်မယ်နော်ပြီးရင်တော့ a plus 3နဲ့ a minus 1မြောက်တာကြောင့် a square plus 2a minus 3ဆိုပြီးတော့ရတယ်။ဒါဆိုရင်ဒီချက်တို့ကဂွင်းတွေကိုဖြန့်ချလိုက်ပါမယ်။ဂွင်းတွေကိုဖြန့်ချလိုက်တဲ့အခါကျရင်2 multiply by a square minus 1 minus a square plus 9 plus a square plus 2a minus 3 over a power 4 minus 10a square plus 9ဆိုပြီးတော့ရပါတယ်။ဒါဆိုဒီချက်တော့ဒီမှာဆိုရင်ကျင်းလို့ရရကိုကျင်းပြလိုက်မယ်။ဒါဆို plus a square နဲ့ minus a square ကျင်းလို့ရတဲ့အတွက်ကြောင့်ဒီချက်ကကျင်းပြလိုက်ပါမယ်နော်။ဒါဆိုဒီချက်တို့က2ကျန်လိုက်ရ a square ကျန်တယ်ပြီးရင် 2a ကျန်တယ် minus 1ရယ် plus 9ရယ် minus 3ရယ်ရှင်းလိုက်တဲ့အခါကျရင်เนาะ plus 5ရတယ်အောက်မှာကျတော့ a power 4 minus 10a square plus 9ဆိုပြီးတော့ရတယ်ဒါဆိုဒီချက်တို့က2ကိုပုံထုတ်ထားတဲ့အတွက်အဲ့2ကိုပြန်ပြီးတော့ဝင်မြှောက်လိုက်တဲ့အခါမှာ 2a square plus 4a plus 10 over a power 4 minus 10a square plus 9ဆိုပြီးတော့ရပါတယ်เนาะပုံစံတူလေ့ကျင့်ခန်း 5.3 မှာကျန်တဲ့ပုံစံတွေကိုတွက်ကြည့်ကြပါမယ်နော်အခန်းကသင်ခန်းစာကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်